အရင်တော့ AI နေမပေါ်ခင်တော့ကျွန်တော်တို့တွေ Google မှာသွားပြီးတော့ကိုသိကျင်တာတွေကိုရိုက်ပြီးတော့ရှာတယ်လေ့လာတယ်အခု AI နေပေါ်လာတဲ့ခါမှာကျတော့ AI ကိုပဲအလွယ်တကူမေးတယ်ခိုင်းတယ် AI စီကနေပြီးတော့မှပဲကျွန်တော်တို့သိကျင်တာတွေကိုလေ့လာကြတယ်ပေါ့နော်အဲ့လိုလေ့လာတဲ့နေရာမှာ AI တွေကလည်းကျွန်တော်တို့မေးလိုက်တိုင်းခိုင်းလိုက်တိုင်းအဆင်ပြေပြေနဲ့ပြန်ဖြေတာမဟုတ်ဘဲနဲ့တစ်ခါလေကြာရင်ရှုပ်ထွေးတဲ့အဖြေတွေနဲ့ရှုပ်ထွေးတဲ့မကောင်းတဲ့ရလဒ်တွေရတဲ့ခါမျိုးတွေလည်းအများကြီးကြုံရပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က AI ကိုအလွယ်တကူနဲ့မှန်မှန်ကန်ကန်ကိုလိုချင်တဲ့အဖြေတွေရဖို့အတွက်ဆိုလို့ရှိရင်တော့ AI နဲ့စကားပြောတဲ့ prompt ဆိုတာကအရေးကြီးလာပါအဲ့တော့ prompt ကိုကောင်းကောင်းကိုကသုံးနိုင်မှသာ AI ကလည်းကျွန်တော်တို့အတွက်ကောင်းမွန်တဲ့အဖြေတွေ output တွေ result တွေကိုထွက်လာမှာဖြစ်ပါတယ်အားကြောင့်မို့လို့ဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့ AI ကိုထိထိရောက်ရောက်သုံးနိုင်မဲ့ prompt ဆိုတာပါလဲ prompt engineering ဆိုတာပါလဲ prompt engineering ဆိုတာရောတကယ်ရောလိုသလား prompt တွေကိုမြန်မာလိုပဲရေးလို့ရလားအင်္ဂလိပ်လိုပဲရေးရမှာလား prompt မျိုးစားတွေကဘယ်လိုတွေရှိလဲဆိုတဲ့အကြောင်းကိုကျွန်တော်လည်းအတူတူလေ့လာသွားဖို့လို့အတွက်ဖိတ်ခေါ်ပါတယ်အဲ့တော့အရင်ဆုံး prompt ဆိုတာဘာလဲဆိုတာကိုအရင်ဆုံးလေ့လာကြည့်ကြရအောင် prompt ဆိုတာကကျွန်တော်တို့ AI စီကနေပြီးတော့မှကိုလိုချင်တဲ့တိကျတဲ့ရလဒ်တွေရဖို့အတွက် AI ကိုကညွှန်ကြားချက်ပေးရတဲ့ instruction တောင်းမှုလို့ရှိရင်လည်းအချက်လက် input ပဲဖြစ်ပါတယ်လွယ်လွယ်ပြောရလို့ရှိရင်တော့ AI နဲ့ကျွန်တော်တို့စကားပြောတဲ့နေရာမှာသုံးတဲ့စပြီးတော့ AI နဲ့ပြန်လည်စကားပြောမှုစတင်တဲ့ conversation တစ်ခုလို့လည်းပြောနိုင်ပါတယ်ဒီ prompt ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရိုးရှင်းတဲ့စကားလုံးအတူလေးစမ်းတဲ့အတူလေးဒါမှမဟုတ်ရင်လည်းမေးခွန်းတစ်ခုလည်းဖြစ်နိုင်တယ်လို့မျိုးပဲရှုပ်ထွေးတဲ့စာပိုက်တွေအများကြီးပါလာလည်းဖြစ်နိုင်တယ်ညွှန်ကြားချက်တွေကုတ်တွေနဲ့ဥပမာတွေအများကြီးပါဝင်တဲ့အထိ prompt ဆိုတဲ့ဟာကအမျိုးအစားဆုံးလည်းပါနိုင်ပါတယ်အခုနောက်ပိုင်းထွက်လာတဲ့ AI တွေမှာဆိုလို့ရှိရင်တော့စာသားတွေမကဘဲနဲ့ပုံနဲ့လည်းမေးလို့ရတယ်အတန်ဖိုင်တွေနဲ့လည်းအတန်နဲ့လည်း prompt တွေနဲ့အသုံးပြီးတော့ AI ကိုစကားပြောပြီးတော့ခိုင်းလို့ရတယ်မေးလို့ရတာပါတယ်အဲ့တော့ကိုထည့်ပေးလိုက်တဲ့ဒီ prompt လို့ခေါ်တဲ့ခုနပြောခဲ့တဲ့ညွှန်ကြားချက်လေးတွေရဲ့ကောင်းမွန်မှုပေါ်မူတည်ပြီးတော့မှ AI ရဲ့ထွက်လာတဲ့ result ရဲ့ရည်သွေးရလည်းကွာခြားသွားမှာဖြစ်ပါတယ်။ garbage in garbage out ဆိုတဲ့စကားလုံးအတိုင်းပဲကျွန်တော်တို့ AI ကိုကျွန်တော်တို့ကထည့်ပေးလိုက်တဲ့ညွှန်ကြားချက်ကရှုပ်ရှုပ်ထွေးထွေးနဲ့မကောင်းတဲ့အမိုက်တွေဖြစ်ခဲ့မယ်ဆိုလို့ရှိရင်လည်း AI ကထွက်လာတဲ့ကျွန်တော်တို့ရလဒ်တွေကလည်းရှုပ်ထွေးတဲ့ရေဘူးရဆန်တဲ့မကောင်းတဲ့အမိုက်ရလဒ်တွေပဲရမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ AI chatbot တွေကနေပြီးတော့မှအကောင်းဆုံးနဲ့အမှန်ကန်ဆုံးအဖြေကိုရဖို့အတွက်ဘယ်လိုမျိုး AI chatbot တွေကိုခိုင်းရမလဲဆိုတော့ RCTF လို့ခေါ်တဲ့ formula နဲ့ AI chatbot တွေနဲ့စကားပြောတဲ့နည်းလေးကိုလည်းလုပ်ထားတဲ့ဗီဒီယိုလေးရှိပါတယ်ဒီဗီဒီယိုလေးကိုလည်း description မှာလည်း link လေးပြန်ထည့်ပေးထားပါမယ် channel ထဲမှာဝင်ရောက်ကြည့်ရှုလို့ရပါတယ်ခုဆက်ပြီးတော့ရှင်းပြပေးသွားမှာကတော့ prompt အမျိုးအစားတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ prompt အမျိုးအစားတွေကဘာတွေရှိလဲဆိုရင်နံပါတ်1အနေနဲ့ကတော့ zero shot prompt ဆိုတာရှိပါ zero shot prompt ဆိုတာနာမည်အတိုင်းပဲ zero ဥပမာလုံးဝမပါတဲ့တိုင်းရဲ့ညွှန်ကြားချက်ဖြစ်ပါတယ်ဥပမာဆိုလို့ရှိရင်တော့ဒီသုတေသနစာတမ်းကိုအနှစ်ချုပ်ပေးပါဒါမှမဟုတ်လည်းဒီ YouTube ဗီဒီယိုကို summarize လုပ်ပေးပါအနှစ်ချုပ်ပေးပါဆိုပြီးတော့ဓာတ်ရိုက်ကိုလိုချင်တဲ့အတိုင်းခိုင်းလိုက်တာကို zero shot prompt လို့ခေါ်ပါတယ်အချိန်တိုအတွင်းမှာကျွန်တော်တို့သိချင်တဲ့အဖြေတွေကိုလိုချင်တဲ့ခါမျိုးမှာအချိန်မပေးနိုင်တဲ့ခါမျိုးမှာရိုးရှင်းတဲ့test လေးတွေသိချင်တဲ့ခါမျိုးမှာဆိုရင် zero shot prompt နဲ့မေးလို့ရပါတယ်နောက် prompt အမျိုးအစားတစ်မျိုးကတော့ few shot prompt ပါ few shot prompt ဆိုတာတော့ဥပမာအနေငယ်ပေးပြီးတော့ခိုင်းစေတဲ့နည်းပဲဖြစ်ပါတယ်။ပေါ်ကလိုမျိုး zero shot လုံးဝ example မပါဘဲနဲ့ဓာတ်ရိုက်ခိုင်းတာမျိုးမဟုတ်တော့ပါ။ဥပမာဆိုလို့ရှိရင်တော့ရှေ့မှာဥပမာလေးကိုသူကအရင်ဆုံးပြပြီးတော့ AI ကိုသူက train လုပ်လိုက်ပါတယ်။ဒီမှာသုတေသနအတွက်အနှစ်ချုပ်ထားတဲ့စာတမ်းနှစ်ခုရှိတယ်။ဒီနည်းတိုင်းပဲငါ့ကိုဒီစာတမ်းကိုလည်းဒီပုံစံတိုင်းနှစ်ချုပ်ပေးပါဆိုပြီးတော့ဥပမာလေးနဲ့ခိုင်းတဲ့နည်းဖြစ်ပါတယ်။ဥပမာလေးပါရတဲ့ကြောင့်မလို့ကိုလိုချင်တဲ့အဖြေကိုဥပမာတွေအတိုင်းသူက AI ရှင်းကနေပြီးတော့ရမှာဖြစ်ပါတယ်။နောက် prompt မျိုးစားတစ်ခုကတော့ role based prompt ပဲဖြစ်ပါတယ်။ role based prompt ကတော့ကျွန်တော်တို့ professional တွေအတွက်ဒီတိတိကျကျလိုအပ်ချက်တွေရကျင်တဲ့ခါမျိုးမှာဒါမှမဟုတ်လည်းကျောင်းသားတွေအနေနဲ့เนาะဒီဘာသာရပ်တစ်ခုကိုသေချာလေ့လာနေတဲ့ခါမျိုးမှာဆိုရင်ဒီနည်းကိုသုံးလို့ရပါတယ်ဥပမာဆိုရင် AI ကို role ပေါ့เนาะဒါမှမဟုတ်လည်း persona လို့လည်းခေါ်ပါတယ်သူ့ကိုခန်းကဏ္ဍလူတယောက်ပေါ့เนาะဖြစ်သတ်မှတ်ပေးလိုက်တာပေါ့ဥပမာဆိုရင်AI ဝင်လာ AI က let you be expert professor ပေါ့เนาะမင်းကအတွေ့အကြုံရှိတဲ့ပမောက္ခတူဖြစ်တယ်အဲ့တော့ဒီဘာသာရပ်နဲ့ပတ်သက်ပြီးတော့ငါ့ကိုဒါကျောင်းသားတယောက်เนาะဒါမှမဟုတ်လည်းဟလာ undergrad student level MSc student level ဆွေးနွေးပေးပါသင်ပေးပါဆိုပြီးတော့ role လေးတက်ပြီးတော့ခိုင်းလိုက်တဲ့အချိန်မှာဆိုရင်ပို့ပြီးတော့ကိုလေ့လာခြင်းနဲ့သိခြင်းတဲ့ဟာတွေကိုကောင်းမွန်တဲ့အဖြေတွေနဲ့သူကရှင်းပြမှာဖြစ်ပါတယ်။နောက် prompt မျိုးစားတစ်ခုကတော့ contextual prompt ပေါ့နော် context ဆိုတာနောက်ခံအကြောင်းအရာပေါ့နောက်ခံအကြောင်းအရာတစ်ခုကိုသူ့ကိုပေးပြီးတော့မှမေးတဲ့နည်းပဲဖြစ်ပါတယ်။ဥပမာဆိုလို့ရှိရင်တော့ဒီစာတမ်းက undergrad ကျောင်းသားတွေအတွက်ရည်ရွယ်တယ်ဒီစာတမ်းကိုဟလာရိုးရှင်းတဲ့စကားလုံးတွေနဲ့ပြန်လဲရေးသားပေးပါဆိုပြီးတော့မှကိုကသူ့ကိုဖြစ်စေခြင်းနဲ့နောက်ခံအကြောင်းအရာပေါ့နော်ဘောက role နဲ့တော့သဘောတရားချင်းတော့နည်းနည်းတော့ဆင်နေဒါကတော့ context ဆိုတော့နောက်ခံအကြောင်းအရာလေးကိုပြောပြီးတော့ရေးတဲ့နည်းပဲဖြစ်ပါတယ်နောက်ဆုံး prompt မျိုးစားကတော့ chain of thought prompt ပါဒါကတော့
ဟလာအဆင့်လိုက်တွေးခေါ်စေခြင်းပါ AI ကိုဟလာအဆင့်လိုက်ခိုင်းတာပါတချို့ရှုပ်ထွေးတဲ့အချက်လက်တွေကိုအများကြီးတစ်ခါတည်းမေးလိုက်ခိုင်းလိုက်လို့ရှိရင် AI ရဲ့အဖြေတွေကလည်းဝေဝါးပြီးတော့ကောင်းကောင်းနားလည်စရာထွက်လာမှာမဟုတ်ပါဒီတော့ကျွန်တော်တို့ကအဆင့်တွေသတ်မှတ်ပြီးတော့မှအဆင့်1ဒီစာတန်းဟိုကို summarize လုပ်ပေးပါအဆင့်2ဒီစာတန်းကဘယ်အချက်ကိုဟလာ highlight လုပ်ပေးပါဒါမျိုးအဆင့်လိုက်ခိုင်းသွားမယ်ဆိုလို့ရှိရင် chain of thought နဲ့ခိုင်းသွားရင်ပို့ပြီးတော့ထိရောက်တဲ့အဖြေတွေကိုကောင်းမွန်တဲ့အဖြေတွေကိုရမှာဖြစ်ပါတယ်အဲ့တော့ prompt ဆိုတာဘာလဲဆိုတာနဲ့ prompt မျိုးစားတွေအကြောင်းကိုလေ့လာပြီးသွားပြီဆိုတော့အခုဆက်ပြီးတော့လေ့လာကြမှာ prompt engineering ဆိုတာဘာလဲဆိုတာကိုအတူတူကျွန်တော်တို့လေ့လာကြည့်ကြအောင်အဲ့တော့ prompt engineering ဆိုတာကဒီ AI နေစပြီးပေါ်လာကစားကဒီ ChatGPT တို့ Gemini တို့ပေါ်ကစားကတော်တော်လေးကို prompt engineering ဆိုတာအရေးကြီးတဲ့เนาะတကယ်ကို subject ကြီးတစ်ခုလိုမျိုးဟိုပြောတာကိုတွေ့ရတာဖြစ်ပါတယ်prompt engineering သိမှပဲဒီ AI တွေကိုခိုင်းတဲ့နေရာမှာတော်တော်လေးကိုရေးပါလာမယ် prompt engineering ဆိုရတော်တော်ကြီးကိုအရေးကြီးလာမဲ့ subject ကြီးတစ်ခုလိုမျိုးဟိုပြောကြတယ်ပေါ့နော်အခုကျတော့အဲ့လိုမျိုးမဟုတ်တော့ပါဘူး AI နဲ့ပတ်သက်လို့ကတော့ဒါဒီနေ့နဲ့မနေ့ဖန်တော့မတူဘဲနဲ့ AI ရဲ့ result တွေနော် AI tools တွေကလည်းအပြောင်းလဲတွေထွက်နေတာ update တွေထွက်နေတာဖြစ်တဲ့ကြောင့်မလို့ဒီလိုပါပဲဒီ prompt engineering ဆိုတာကြီးကလည်းအခုချိန်မှာအရင်အရေးကြီးတဲ့ပုံစံမျိုးပြောတာမျိုးကိုမတွေ့ရတော့ပါအဲ့တော့ prompt engineering ကိုလူတိုင်းက AI တွေကိုသုံးမယ်ဆိုရင်သင်ဖို့လိုသေးလားဆိုတော့အခုခေတ်မှာခုနေထားရပြောလို့ရှိရင်တော့ prompt engineering ဆိုတာကိုတီးသန့်သွားပြီးတော့လေ့လာဖို့မလိုပါဘူးအဲ့တော့ prompt engineering ဆိုတာဘာလဲအကြမ်းမြင်ပြောရလို့ရှိရင်တော့ prompt engineering ဆိုတာတော့ခုနကရှေ့မှာပြောခဲ့တဲ့ prompt တွေကိုတေချာစကားလုံးအထားသူတေချာဆင်ပြီးတော့မှရေးပြီးတော့မှ prompt ကိုကောင်းအောင်ရေးတဲ့နည်းစနစ်ပေါ့နော်အဲ့တော့အခုချိန်နေမှာတော့ prompt engineering ထက်ဆိုင်လို့ရှိရင် program formulation လို့ခေါ်တဲ့ကိုဖြည့်ရှင်းနေတဲ့ပြဿနာရဲ့အတိုင်းအတာကန့်သက်ချက်တွေ name တွေကိုကိုယ်ကရှင်းရင်းနဲ့တတ်မှတ်ပြီးတော့ခိုင်းနိုင်ဖို့ကပို့ပြီးတော့ရေးကြည့်ပါနောက်တစ်ခုထပ်ပြီးတော့လေ့လာကြည့်ကြရမှာ prompt တွေကိုကျွန်တော်တို့အင်္ဂလိပ်လိုပဲရေးဖို့လိုသလားပေါ့ကိုနားလေတဲ့ဘာသာစကားနဲ့ပေါ့နော်ဥပမာဆိုရင်ကိုယ့်ရဲ့မိခင်ဘာသာစကားနဲ့မြန်မာလိုရေးလို့ရလားအဲ့လိုပြောရလို့ရှိရင်တော့ဒါစပြီးပေါ်ကစတော့မရဘူးခုနေထားရပြောရလို့ရှိရင်တော့ prompt တွေကိုကျွန်တော်တို့အင်္ဂလိပ်လိုပဲရေးစရာမလိုတော့ဘူးမြန်မာလိုပဲနားလည်အောင်ရေးပြီးဆိုရင် AI ကလည်းမြန်မာလိုကောင်းကောင်းနားလည်လာပြီဖြစ်ပါတယ်အဲ့တော့ဒါပေမဲ့ AI model အများစုကတော့အင်္ဂလိပ်လိုနဲ့ချက်လက်တွေကို train လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အရေးကြီးတဲ့ prompt တွေဆိုလို့ရှိရင်တော့အင်္ဂလိပ်လိုရေးနိုင်ရင်တော့ပို့ပြီးတော့ကောင်းတယ်အဖြေကောင်းတယ်ဥပမာ image တွေထုတ်တယ် video တွေ fan နေတယ်အရင်ကိုအရေးကြီးတဲ့ code တွေကိုရေးခိုင်းနေတဲ့ခါမျိုးမှာဆိုရင်တော့အင်္ဂလိပ်လိုအတိအကျရေးခိုင်းနိုင်ရင်ပို့ပြီးတော့ကောင်းပါတယ်ဒါဆိုရင်ကျွန်တော်တို့က prompt တိုင်းကိုကျွန်တော်တို့ကိုယ်တိုင်ရေးလို့လို့သလား AI ကို prompt ပြန်ပြီးတော့ရေးခိုင်းလို့ရသလားရပါတယ် AI ကိုလည်းကျွန်တော်တို့ရဲ့ကိုယ်စား prompt တွေကိုပြန်ရေးခိုင်းလို့ရပါတယ်အဲ့တော့ဒါကြောင့်မလို့ရှေ့မှာကျွန်တော်ပုံမှာပြောခဲ့တဲ့ prompt engineering ဆိုတာသိပြီမလိုတော့ဘူးလို့ပြောတာဥပမာဆိုရင်ကိုရေးချင်တဲ့အကြောင်းအရာလေးကို Windows Computer မှာထည့်လိုက်ပြီးတော့ make this a power prompt ဆိုပြီးတော့ဒါမှမဟုတ်လည်းဒီ prompt ကိုကောင်းအောင်ပြင်ပြီးတော့အင်္ဂလိပ်လိုရေးပေးပါဆိုပြီးတော့ AI ကိုခိုင်းလိုက်တာနဲ့ AI က prompt လေးတစ်ခုပြန်ပြီးတော့အင်္ဂလိပ်လိုရေးပေးမယ်မြန်မာလိုဆိုရင်မြန်မာလိုပြန်ပြီးတော့သူ့ရဲ့ prompt engineering formula တွေနဲ့ပြန်ရေးပေးမှာဖြစ်ပါတယ်အဲ့ prompt လေးကိုယူပြီးတော့မှ AI ကိုပြန်ခိုင်းတယ်ဆိုလို့ရှိရင်တော့အကောင်းဆုံး result ကိုပြန်ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ခုပြောသွားတာကတော့ခုလေ့လာခဲ့ကြတာကတော့AI ကိုခိုင်းတဲ့နေရာမှာကျွန်တော်တို့ကောင်းမွန်တဲ့ result တွေကိုရဖို့လို့အတွက်အရေးကြီးတဲ့ prompt ဆိုတာဘာလဲဆိုတာနဲ့ prompt ကိုမျိုးစားတွေဘယ်လိုရှိလဲprompt engineering ဆိုတာတီးသန့်လေ့လာဖို့လိုသေးလားprompt တွေကိုအင်္ဂလိပ်လိုပဲရေးမှရမှာလားမြန်မာလိုရေးလို့ရလား AI ကို prompt ပြန်ပြီးတော့ရေးခိုင်းလို့ရလားဆိုတာလေးကိုလေ့လာသွားခဲ့တာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားလို့ရှိရင်prompt နဲ့ပတ်သက်ပြီးတော့နော်ပို့ပြီးတော့နားလည်သွားပြီးတော့ AI နဲ့စကားပြောဆိုပြီးခိုင်းတဲ့နေရာမှာကောင်းမွန်တဲ့ result တွေရလိမ့်မယ်လို့ယုံကြည်ပါတယ်အားလုံးပဲဆုံးထိအောင်ကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ